တချမ်းဆိုကဘာလဲတချမ်းဆိုကဘယ်လိုဖြစ်လာတာလဲဖို့ငယ်ဆုံးလေးဖြစ်တဲ့စိတ်နေသမီးလေးသူ့ဇာတာဟာလူပညာသချင်ကိုစိတ်ဝင်စားပြီးတွားရောက်လက်ပတ်ချင်တဲ့အတွက်ကြောင့်နတ်တို့ရဲ့အစွမ်းနဲ့သူမရဲ့ပုံရောင်တစ်ခုဖန်တီးပြီးလူပညာသချင်ကိုခိုးဆင်းသွားတော့ဟောငါမင်းမလုံးရေဘောလုံးကြဖို့ပါဝင်ကူညီလောက်အားပေးကြပါဗျို့ရေမာဘောမုံလုံးလေးတွေရေမာဘောစောင်းစားလို့နေသည်ကြည်သမ်းမအောင်ကွာအသားရည်ရဲ့ထဲဝါတပမှုနဲ့ရှင်တို့တရားမင်းရဲ့ပရပိုက်ထဲမှာအထက်မဲ့ခံမှာမကြောက်ဘူးလား